လေယာမြေအငင်းပွားမှုများဖြစ်ပေါ်လာပါကတရားရုံးနှင့်လေယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက်မည်သည့်အဖွဲ့အစည်းဆုံးဖြတ်ချက်ကိုအတည်ပြုရမည်ဖြစ်ကြောင်းရှင်းလင်းစွာသတ်မှတ်ပေးရန်အစီအစဉ်ရှိမရှိနှင့်စတင်သည့်မေးခွန်းကိုမေးမြန်းဖို့ဖြစ်ပါတယ်လေးစားပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွမြို့သားလွှတ်တော်ဒုတိယဥက္ကဋ္ဌပြည်ထောင်စုစင်ပုဂ္ဂိုလ်များမြို့သားလွှတ်တော်ကိုယ်စားလှယ်များနဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဥစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်ရှင်။ကျွန်မကတော့မွန်ပြည်နယ်ကိုယ်စားလှယ်အမှတ်6မြို့သားလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးချမ်းမုံဖြစ်ပါတယ်။ကျွန်မအနေနဲ့လေယာမြေအငင်းပွားမှုများနဲ့ဆက်လင်းပြီးလက်ရှိဥပဒေပြဋ္ဌာန်းချက်များကိုကျင့်သုံးရာတွင်ဖြစ်ပေါ်နေတဲ့စီရင်ပိုင်ခွင့်ဆိုင်ရာမရှင်းလင်းမှုများပေါ်ပြည်သူများအနေနဲ့တန်တရားကင်းရှင်းစွာနားလည်နိုင်စေရန်လေယာမြေအငင်းပွားမှုများဖြစ်ပေါ်လာပါကတရားရုံးနဲ့လေယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက်မြစ်သည့်အဖွဲ့အစည်းဆုံးဖြတ်ချက်ကိုအတည်ယူရမည်ဖြစ်ကြောင်းရှင်းလင်းစွာသတ်မှတ်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနဲ့ဆက်လင်းကိုမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။လေးစားပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌရှင်မြေယာကဏ္ဍကကျေးလက်နေပြည်သူများရဲ့အသက်မွေးဝမ်းကြောင်းနဲ့ဓာတ်ရိုက်ဆက်ဆက်နေတဲ့ကဏ္ဍတစ်ခုဖြစ်ပြီးတော့မြေယာအငင်းပွားမှုများကလည်းပြည်သူများကြားမှာအများဆုံးဖြစ်ပွားလျက်ရှိတဲ့အငင်းပွားမှုတွေမှာတစ်ခုဖြစ်ပါတယ်ရှင်။ဒါကြောင့်မြေယာနဲ့သက်ဆိုင်တဲ့ဥပဒေများကပြည်သူများရဲ့အခွင့်အရေးကိုကာကွယ်ပေးနိုင်ရန်နဲ့တရားဥပဒေစိုးမိုးရေးကိုအားကောင်းစေရန်အရေးကြီးတဲ့အခမ်းကဏ္ဍမှာရှိပါတယ်ရှင်။လက်ရှိကျင့်သုံးလျက်ရှိတဲ့ဥပဒေများအရမြေယာစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများအတွက်သက်ဆိုင်ရာလေယာမြေစီမံခန့်ခွဲမှုအဖွဲ့များကိုအာဏာနှင်းအပ်ထားတဲ့ကဲ့သို့တရားမကြောင်းဆိုင်ရာအမှုများကိုလည်းသက်ဆိုင်ရာတရားရုံးများကစီရင်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။2012ခုနှစ်လေယာမြေဥပဒေပုံမှန်25ကားငယ်တွင်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်နေပြည်တော်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကအပြည့်အပြည့်ဖြစ်စေရမယ်လို့ပြဋ္ဌာန်းထားပါတယ်။တစ်ဖက်မှာလည်းတရားမကျင့်ထုံးဥပဒေပုံမှန်9အရတရားရုံးများကဥပဒေအရအတိအလင်းဖြစ်စေသဘောတရားမှုများဖြစ်စေပိတ်ပင်ထားခြင်းမရှိတဲ့တရားမဆိုင်ရာအမှုများကိုစစ်ဆေးစီရင်ပိုင်ခွင့်ရှိကြောင်းပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်မြေယာအငင်းပွားမှုများဖြစ်ပေါ်လာတဲ့အခါမှာမြည်သည့်အဖွဲ့အစည်းကနောက်ဆုံးအဆုံးဖြတ်ပေးရမယ်။မြည်သည့်အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ကိုအတည်ယူရမယ်ဆိုတဲ့အချက်ကပြည်သူများအတွက်သာမကဥပဒေကိုကျင့်သုံးသူများအတွက်ပါရှင်းလင်းမှုလိုအပ်နေတဲ့ကိစ္စရဲ့တစ်ခုဖြစ်လာပါတယ်ရှင်။လက်တွေ့မှာအထူးသဖြင့်မွန်ပြည်နယ်မှာလည်းကျေးလက်ဒေသများမှာမိသားစုဝင်များကြားမှာလေယာမြေအသုံးပြုခွင့်နဲ့ပတ်သက်တဲ့အငြင်းပွားမှုများလည်းဖြစ်ပေါ်နေပြီးတော့ပြည်သူများအနေနဲ့မြည်သည့်အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ကိုအတည်ယူရမည်ကိုရှင်းလင်းစွာမသိရှိနိုင်တဲ့အခြေအနေများလည်းရှိနေပါတယ်ရှင်။2012ခုနှစ်လေယာမြေဥပဒေနဲ့ဤဥပဒေများတွင်လေယာမြေအသုံးပြုခွင့်ရရှိသားသူနဲ့အသုံးပြုခွင့်ရရှိနိုင်ကြောင်းအထောက်အထားတင်ပြနိုင်သူတို့ကိုအတိအမှန်ပြုထားပေမဲ့လည်းအဆိုပါခွင့်ရများမှာအငြင်းပွားမှုများဖြစ်ပေါ်လာတဲ့အခါမှာစီရင်ပိုင်ခွင့်နဲ့ဆက်လင်း၍ရှင်းလင်းမှုတွေကတော့လိုအပ်နေဆဲဖြစ်ပါတယ်။ဒါကြောင့်ဥပဒေပြဋ္ဌာန်းချက်များပေါ်အတိတ်ပဲဖွင့်ဆိုမှုကွဲပြားနိုင်ခြင်းကပြည်သူများအနေနဲ့အမှုကိစ္စတစ်ခုတည်းအတွက်ဌာနဆိုင်ရာများနဲ့တရားရုံးများကြားမှာအကြိမ်ကြိမ်လှည့်လည်ဆောင်ရွက်ရတဲ့အချိန်နဲ့ငွေကြေးကုန်ကျမှုများလည်းတွေ့ကြုံနေရသဖြင့်တရားဥပဒေစိုးမိုးရေးပေါ်လည်းယုံကြည်မှုကိုလည်းထိခိုက်စေနိုင်ပါတယ်ရှင်။တို့ဖြစ်ပါ၍မြေယာကျင်းပွားမှုများနှင့်ဆက်လင်း၍လက်ရှိဥပဒေပြဋ္ဌာန်းချက်များကိုကျင့်သုံးရာတွင်ဖြစ်ပေါ်နေတဲ့စီရင်ပိုင်ခွင့်ဆိုင်ရာမရှင်းလင်းမှုများအပေါ်ပြည်သူများအနေနဲ့တန်တရားကင်းရှင်းစွာနားလည်နိုင်စေရန်မြေယာအငြင်းပွားမှုများဖြစ်ပေါ်လာပါကမြည်သည့်အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ကိုအတည်ယူရမည်ဖြစ်ကြောင်းရှင်းလင်းစွာသတ်မှတ်ပေးရန်အစီအစဉ်ရှိမရှိကိုမြို့သားလွှတ်တော်ဥက္ကဋ္ဌမှတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနသို့လေးစားစွာမေးမြန်းအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်ထွန်းကဖြေကြားပေးဖို့ဖြစ်ပါတယ်။လေးစားပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များဖိတ်ကြားထားသောဧည့်သည်တော်များမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ကျွန်တော်ကတော့စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနကဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်းဖြစ်ပါတယ်။မွန်ပြည်နယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်အမှတ်6မှဒေါ်အေးချမ်းမွန်ရဲ့ကျေပွင့်ပြမေးခွန်းနဲ့ဆက်လင်းပြီးစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနကဖြေကြားတော်မှာဖြစ်ပါတယ်။အချက်လက်များနဲ့တင်ပြနိုင်ရန်အတွက် PowerPoint အသုံးပြုဖို့တင်ပြအပ်ပါတယ်ခင်ဗျာ။ကျွန်တော်2012လေယာမြေဥပဒေကိုပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်17နဲ့30ရက်3လ2012တွင်၎င်းလေယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေ2020ပြည့်နှစ်ကိုပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်2ဖြင့်14ရက်2လ2020ရက်တွင်၎င်းပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။အဆိုပါပြဋ္ဌာန်းချက်များမှာလေယာမြေလုပ်ပိုင်ခွင့်ကိုအဓိပ္ပာယ်ဖော်ရမှာလေယာမြေဥပဒေပုံမှန်3ပုံမှန်
ကွယ်စာလုံးမှာနိုင်ငံတော်သည်မြေယာအလုံးရဲ့ပင်ရင်ပိုင်ရှင်ဖြစ်၍လေယာမြေကိုစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်အလို့ငါဤဥပဒေရထုတ်ပြန်ထားသည့်ဤဥပဒေစီမင်းစည်းကမ်းများနှင့်အညီလက်ဝဲထားရှိပြီးစိုက်ပျိုးလုပ်ကိုင်အသုံးခွင့်ပြုခြင်းကိုဆိုပါတယ်။တို့ရတွင်မြေပေါ်မြေအောက်မှာရှိနေတဲ့အကြောင်းမြစ်တပ်ထုရေနံနှင့်တဘာဝဓာတ်ငွေစတဲ့တဘာဝတရားဇာတာထုတ်ယူအသုံးချခွင့်များမပါဝင်လို့ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။2012လေယာမြေဥပဒေကိုပြဋ္ဌာန်းပြီးတဲ့နောက်မှာတောင်သူလယ်သမားအနေနဲ့လေယာမြေကိုတားစဉ်မြေဆက်လုပ်ပိုင်ခွင့်ရရှိစေရန်အတွက်လေယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံခွန် right to use the farmland ကိုဥပဒေနည်းဥပဒေများနဲ့အညီစီစစ်ထုတ်ပေးပြီးလည်းဖြစ်ပါတယ်။လေယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံခွန်ရရှိသူများအနေနဲ့လေယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများပေါ်ပေါက်လာပါကလေယာမြေဥပဒေပုံမှန်22နဲ့အညီသက်ဆိုင်ရာရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲရေးအဖွဲ့တွင်မူလမှုခင်းများဖွင့်လှစ်ဆောင်ရွက်နိုင်ပါကြောင်းရက်ကွက်နှင့်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ဆုံးဖြတ်ချက်အမိန့်အားကျင့်သုံးမှုမရှိပါကလေယာမြေဥပဒေပုံမှန်23ပုံမှန်ခွဲကာကြီးနှင့်အညီမြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ဆုံးဖြတ်ချက်ချမှတ်သည့်ရက်မှစ၍ရက်ပေါင်း30တွင်အယူခံရမည်ဖြစ်ပါကြောင်းမြို့နယ်လေယာမြေစီမံခန့်ခွဲရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုကျင့်သုံးမှုမရှိပါကလေယာမြေဥပဒေပုံမှန်24ပုံမှန်ကာကြီးနှင့်အညီခရိုင်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှစ၍ရက်ပေါင်း30အတွင်းအယူခံဝင်ရောက်နိုင်ပါကြောင်းလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုကျင့်သုံးမှုမရှိပါကလေယာမြေဥပဒေပုံမှန်25ပုံမှန်ကာကြီးနှင့်အညီနေပြည်တော်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ဆုံးဖြတ်ချက်ချသည့်နေ့မှစ၍ရက်ပေါင်း60အတွင်းအယူခံဝင်ရောက်နိုင်ပါကြောင်းနှင့်လေယာမြေဥပဒေပုံမှန်25ပုံမှန်ခွဲခန်းငယ်အရနေပြည်တော်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကအပြီးအပြတ်ဖြစ်ပါကြောင်းကျွန်တော်တို့ဖော်ပြထားရှိတာဖြစ်ပါတယ်။လေယာမြေလုတ်ပိုင်ခွင့်အငြင်းပွားမှုအနေနဲ့ကျွန်တော်တို့တင်ပြပါအတိုင်းကျွန်တော်တို့စူးစီးဖော်ပြအပ်ပါတယ်။ဆိုဖော်ပြပါအချက်၈ချက်နဲ့၈ချက်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာအများဆုံးဖြစ်ပွားတဲ့မြေယာအငြင်းပွားမှုများဖြစ်ပါတယ်။အဆိုပါလေယာမြေအငြင်းပွားမှုမဟုတ်ပဲလေယာမြေလုတ်ပိုင်ခွင့်ကိုအမွေဆက်ခံခွင့်နဲ့ဆက်လျင်းပြီးတော့အငြင်းပွားမှုပေါ်ပေါက်လာပါကလေယာမြေဥပဒေပုံမှန်ခွဲခန်းငယ်နဲ့ညီသက်ဆိုင်ရာတရားရုံးရဲ့အဆုံးဖြတ်ခံယူပိုင်ခွင့်ရှိတာဖြစ်ပါတယ်။သို့ဖြစ်ပါ၍လေယာမြေလုတ်ပိုင်ခွင့်အငြင်းပွားမှုများနဲ့ဆက်လျင်းပြီးတော့သက်ဆိုင်ရာလေယာမြေစီမံခန့်ခွဲမှုအဖွဲ့အစဉ်စဉ်ရဲ့ဆုံးဖြတ်ချက်ကိုခံယူရမည်ဖြစ်ပြီးနေပြည်တော်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကအပြီးပြတ်ဖြစ်ပါကြောင်းနဲ့လေယာမြေလုတ်ပိုင်ခွင့်အငြင်းပွားမှုမဟုတ်ဘဲလေယာမြေလုတ်ပိုင်ခွင့်ကိုအမွေဆက်ခံခြင်းနဲ့ဆက်လျင်းပြီးအငြင်းပွားမှုပေါ်ပေါက်လာပါကသက်ဆိုင်ရာတရားရုံးများရဲ့အဆုံးဖြတ်ကိုခံယူခွင့်ရှိပါကြောင်းတည်ဆဲလေယာမြေဥပဒေမှာရှင်းလင်းစွာပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်းဥက္ကဋ္ဌကြီးမှတဆင့်ဖြေကြားအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒေါ်အေးချမ်းမို့ဆက်ဆက်မြေကွန်းရှိကမေးနိုင်ပါတယ်ဟုတ်ကဲ့ပါရှင်ခုလိုဖြေကြားပေးတဲ့အတွက်ဖြေကြားပေးတဲ့ဝန်ကြီးအထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်ဆက်မေကွန်းအနေနဲ့မေးလိုတာကတော့2012လေယာမြေနည်းဥပဒေမှာရောတရားရုံးကစီရင်ထုံးတွေမှာရောပုံစံ9ရှိမှသာလေယာမြေလုတ်ပိုင်ခွင့်ရရှိသူတို့ရဲ့အခွင့်အရေးရပိုင်ခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့တကယ်မြေပြင်အခြေအနေမှာတော့အကြောင်းမျိုးကြောင့်ပုံစံ9မရရှိဘဲနဲ့မြေကွန်ပြေစာဒါမှမဟုတ်ဓမ္မဥချအနေနဲ့နှစ်ပေါင်းများစွာလောက်ကင်နေကြတဲ့တောင်သူလယ်သမားတွေရှိတယ်။အကယ်၍အဲ့တောင်သူလယ်သမားတွေကမိဘကကွယ်လွန်သွားတယ်ပုံစံ9အမိမပေါက်ခဲ့ဘူးဆိုရင်ကြံခဲ့တဲ့သားသမီးတွေကြားထဲမှာလယ်ယာမြေနဲ့ပတ်သက်ပြီးညှင်းခုန်မှုတွေဖြစ်လာတဲ့အခါမှာဝန်ကြီးဌာနအနေနဲ့မိကဲသို့ဆောင်ရွက်ပေးမှာကိုလည်းသိရှိလိုပါကြောင်းဆက်ဆက်မိကွန်းအနေနဲ့မေးမြန်းလိုပါတယ်ရှင်။ဒုတိယဝန်ကြီးကဖြေကြားပေးဖို့ရှိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့လေယာမြေအငြင်းပွားမှုနဲ့ပတ်သက်ပြီးတော့ပုံစံခွန်ထွက်ရှိထားတဲ့လေယာဉ်များကိုဒါမဟုတ်ဘဲနဲ့ပုံစံခွန်ထွက်ရှိထားခြင်းမရှိတဲ့လေယာဉ်များမှာမြေယာမှုခင်းအနေနဲ့ဆောင်ရွက်ခွင့်ကိုဘယ်လိုမြည်တို့ဆောင်ရွက်လျက်ရှိကြောင်းကိုသိရှိလိုကြောင်းနားလည်ပါတယ်ဒီစဲလေယာဉ်မြေဥပဒေအရလေယာဉ်မြေလုတ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံခွန်ထွက်ရှိထားတဲ့လေယာဉ်မြေလုတ်ပိုင်ခွင့်အငြင်းပွားမှုများကိုကျွန်တော်တင်ပြခဲ့တဲ့အတိုင်းလေယာ
စီမံခန့်ခွဲရေးအဖွဲ့အစဉ်စဉ်ကစစ်ဆေးဆုံးဖြတ်ချက်များဆောင်ရွက်ရမည်ဖြစ်ပြီးတော့လေယာမြေလုတ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံခွန်ထွက်ထားခြင်းမရှိသေးတဲ့လေယာမြေအငင်းပွားမှုများကိုတက်ဆိုင်ရာရက်ွက်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့လုတ်ပိုင်ခွင့်ရရှိရေးအတွက်အပြိုင်လျှောက်ထားသွားရန်လိုအပ်မှာဖြစ်ပါတယ်။အဲ့လိုအပြိုင်လျှောက်ထားမှုပေါ်မှာရက်ွက်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့မှစစ်ဆေးမေးမြန်းစီစစ်လုပ်ငန်းများကိုဆောင်ရွက်ပြီးနောက်အပြိုင်လျှောက်ထားသူများနဲ့မိသူကလုတ်ပိုင်ခွင့်ရထိုက်ကြောင်းသဘောထားမှတ်ချက်ပြုပြီးတော့မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့သဘောထားမှတ်ချက်ဖြင့်တင်ပြရမှာဖြစ်ပါတယ်။အဲ့လိုတင်ပြပြီးတဲ့နောက်မှာမြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတဆင့်သဘောထားမှတ်ချက်နဲ့အတူခရိုင်လေယာမြေစီမံခန့်ခွဲရေးအဖွဲ့ထံသို့တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။ခရိုင်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့အတည်ပြုခွင့်ပြုချက်နဲ့မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့မှခွင့်ပြုသူအားခွင့်ပြုကြောင်းပုံစံခွန်လက်မှတ်ကိုထုတ်ပေးပြီးငင်းပယ်ခံရသူကိုငင်းပယ်ကြောင်းပုံစံ8လက်မှတ်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ငင်းပယ်ခံရသူမှကျင့်တတ်မှုမရှိဘူးဆိုလို့ရှိရင်တော့တက်ဆိုင်ရာရက်ွက်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံတွင်မူလမြေယာမှုကင်းပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခွင့်နဲ့လျှောက်ထားဆောင်ရွက်နိုင်မှာကြောင်းတင်ပြအပ်ပါတယ်။